ဒီတစ်ခါကျမကပေါ့နော်လူတွေတော်တော်များများသိကျင်တဲ့အကြောင်းအရာပေါ့နော်အကြောင်းအရာဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူနဲ့နော်တစ်ဖက်တပ်ပါတီရဲ့လက်ရှိ current energy လေးကိုကြည့်ပေးပါမယ်အမှန်တော့ကျမကလေဒီအကြောင်းအရာကကျမလုံးဝမဟောချင်ဆုံးအကြောင်းအရာဒါပေမဲ့လေအဲ့အရာကလေအမေးအများဆုံးဆိုတဲ့အကြောင်းအရာဖြစ်နေတာသိလားအမှန်ပြောရမယ်ဆိုရင်လေအခြေရေးမှာလေဖောက်ပြန်သွားကြတဲ့သူတွေရဲ့ကံကြမ္မာကလေမေးတယ်လာမေးနေကြအောင်မလိုဘူးသိလားသူတို့ကံကြမ္မာကဘလို့မှကောင်းနေတဲ့အနေအထားမရှိဘူးเนาะအဲ့ဒါဒါပေမဲ့လေတချို့ကြောက်လေဘယ်လောက်ရည်ရလဲဆိုရင်ကျမဒုက္ခရောက်နေမှန်းသိရဆရာမရဲ့ဒါပေမဲ့လေဘယ်လောက်ထိဒုက္ခရောက်နေလဲဆိုတာသိချင်တော့လာမေးတာပါတဲ့ကြည့်အောင်တမန်ပတ်စံအကုန်ခံပြီးတော့ကိုသူများဒုက္ခရောက်တယ်ဆိုတော့သိချင်တော့လာမေးရတဲ့သူတွေရှိရပေါ့ဒါတော့ကိုစိတ်နာကြတဲ့သူတွေပေါ့နော်နားလည်ပါရဲ့စိတ်နာတယ်ဆိုတော့လေအဲ့တော့ကျမကြည့်မိလိုက်မယ်ဒီတခါတော့နော်โอเคဆိုတော့ပေါ့နော်ကျမနည်းလေးပြောချင်တာကအခုဒီအခြေအနေကကိုနဲ့လမ်းခွဲသွားပြီးတော့မှနောက်တစ်ယောက်တွဲတဲ့အခြေအနေမဟုတ်ဘူးနော်ကိုနဲ့တွဲနေစဉ်ကာလမှာတစ်ဖက်တပ်ပါတီဝင်လာပြီးတော့ဖောက်ပြန်သွားတယ်ဆိုရင်အခြေအနေကသူတွေအတွက်ကျမကအဓိကထားပြီးကြည့်ပေးတာဆိုတဲ့အတွက်အခုကိုယ့်ရဲ့တစ်ဖက်သူနဲ့တစ်ဖက်တပ်ပါတီဆိုတာကဖောက်ပြန်သွားတဲ့သူတွေဖြစ်နေမှာပေါ့နော်အဲ့တော့ပထမဆုံးကျမဘာကိုတွေ့ထားလဲဆိုရင်ဒီမှာနော် magician ဒီကတ်ကိုလေအတက်အနေနဲ့ကြာတာမဟုတ်ဘူးစောက်ထိုးကြီးကြာလာတာဒီလားဆိုတော့ကျမကလည်းအတဲ့ဆိုရင်တော့မနည်းလေးရှော့ပေါ့ပြောလို့ရသေးတယ်ကွာဇောက်ထိုးကြီးကြာလာဖြစ်တဲ့အတွက်ကျမကတော့ကျမတာဝန်ရှိတဲ့အတိုင်းအာမနာတန်ပြောတော့မှာပဲเนาะဒီ dimension ကတ်ကိုဇောက်ထိုးကြာလာတယ်ဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူဖြစ်စေတစ်ဖက်သူရဲ့တပ်ပါတီဖြစ်စေနှစ်ယောက်လုံးဖြစ်စေလုံးဝလိန်တက်တဲ့သူတွေဒီလားယုံလုံးလုံးဝမရဘူးကွာအရန်အုံနောက်ပြေးတယ်ဒါပေမဲ့ကိုယ့်ရဲ့အုံနောက်ကိုကောင်းတဲ့နေရာထက်မကောင်းတဲ့နေရာမှာပို့ပြီးတော့အတုံးချနေကြတယ်ပေါ့နော်အဓိကသူတို့ညကဆက်ဆံရေးမှာပေါ့ဒီလားတယောက်ကိုတယောက်စကားအချိုလေးတွေနဲ့အချိုလေးကျွေးပြီးတော့ကွာဒီလားကိုလိုတဲ့အရာကိုယူဖို့အတွက်စူးစမ်းနေကြရဲဆိုပုံစံမျိုးဒီလားတယောက်ကိုတယောက်လှည့်စားနေရလှည့်ပြားနေရပေါ့နော်ဒီ magician ကတ်ကလေစကားအရာမှာအရှမ်းလိမ်မှာပါနေတယ်အရှမ်းညံကောင်းတာကတ်တွေထဲမှာဒီ magician ကတ်ကညံကောင်းဆုံးတော့ပြောလို့ရရဲကွာဒီလားနော်မော်စရာလေးဒီမှာမော်စရာဆိုတဲ့အတွက်သူလိုတဲ့အရာသူဖြစ်ချင်တဲ့အရာကိုအကောင့်ထဲပေါ်နိုင်စွမ်းရှိတယ်အရာ passion အပြည့်နဲ့အကောင့်ထဲပေါ်နိုင်စွမ်းအပြည့်ရှိတဲ့သူတွေဒါပေမဲ့ဇောက်ထိုးနေနဲ့ကြာလာတာဖြစ်တဲ့အတွက်အရေးအချင်းတွေအများကြီးရှိပါလိမ့်ရဲ့ကိုယ့်ရဲ့ဉာဏ်ပညာကိုမကောင်းတဲ့နေရာမှာအသုံးချတတ်တဲ့သူတွေဖြစ်သွားကြရဲပေါ့နော်နှစ်ယောက်လုံးကတယောက်နဲ့တယောက်အယုံသွင်းကြတယ်ဒီလားဒါပေမဲ့တယောက်ကိုတယောက်မယုံဘူးသူတို့အချင်းချင်းစိတ်ထဲမှာသိနေတယ်ဒါဒီလိုကယုံလို့မရဘူးဆိုတော့သူတို့သိနေတယ်သိလားအဲ့တော့သူတို့ချင်းချင်းနဲ့မယုံသလိုမယုံမှန်းသိနဲ့လဲစကားအချိုလေးတွေကြေးပြီးတော့လှည့်စားနေကြတယ်เนาะအဲ့လိုမျိုးအနေအထားမျိုးဖြစ်ပါတယ်เนาะအဓိကဘယ်လိုလဲဆိုရင်ကွာသူတို့နှစ်ယောက်ရဲ့စပြီးတော့တွဲနေရဲ့အချိန်ကာလကနေပြီးတော့အခုလက်ရှိအခြေအနေထိဘယ်လိုမျိုးအနေအထားမျိုးဖြစ်လဲဆိုရင်အဓိကအကျိုးအမြတ်ကိုပို့ပြီးတော့ကြည့်တတ်တယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်တယောက်ရဲ့ပေါ့နော်အကျိုးအမြတ်ထက်ကို့အကျိုးအမြတ်ကိုပို့ပြီးတော့ကြည့်ကြတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်သွားတတ်တယ်ဒီလားဘာလို့ဆိုတော့ကွာဒီပေါ့နော်အထကြီးရဲ့နောက်ခါတကူကောင်းဆန်တဲ့ကိုယ်စိတ်ပျော်ရွှင်မှုကိုပို့ပြီးတော့ဦးစားပေးတတ်တယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတဲ့အခါကျတော့သူနဲ့ကိုယ်နဲ့တွဲနေစဉ်ကာလမှာပေါ့နော်အခက်အခဲတွေအများကြီးကြုံရတယ်ဂုဏ်သိက္ခာကျဆင်းမှုတွေအချက်တကွဲအကျိုးနဲ့ကိစ္စတွေကြုံရရင်တော့မတက်ဘူးကြောင့်လွတ်မပေးချင်ကြဘူးပေါ့နော်ဒီလားအမှန်တော့လွတ်ပေးလိုက်တဲ့နေပြီဆိုတဲ့အခြေအနေမှသူတို့ကောင်းသိရဒါပေမဲ့ဆွဲလန်းမှုတွေကာမတဏှာဆိုတဲ့ပေါ့နော်တဏှာအဓိကတဏှာကြောင့်ပေါ့နော်တဏှာကြောင့်ဖြစ်လာတဲ့ဆွဲလန်းမှုတွေကိုယုံမထွက်နိုင်ဘူးဒီအခြေအနေကြီးကဆက်ပြီးမသွားသင့်တော့ဘူးဆိုတာကောင်းသိနေပေမဲ့ကြောက်ကိုတောင်မလို့ပေးချင်ကြဘူးဒီနိုနဲ့မှာနှစ်မြုပ်ထားခြင်းနဲ့ဆိုတဲ့အတ္တတွေတကူကောင်းဆန်တဲ့စိတ်တွေကဖြစ်နေရပေါ့နော်အဲ့လိုမျိုးနေတာဒါပေမဲ့အဲ့လိုမျိုးအရာကိုအချစ်လို့မှားရင်းဆိုတာအတိပဲကောက်နေတယ်အမှန်တော့ပြောရမယ်ဆိုရင်ချက်ချင်းမြတ်တာကလေအရန်ကိုတန့်စင်မှုမြတ်တယ်ချက်ချင်းမြတ်တာနှစ်ခုသားပြီးပေါင်းဆက်တဲ့အခါကျရင်လေအရန်ကိုအင်အားကောင်းတယ်အရန်ကိုကံတရားတွေကအရန်ကိုကောင်းမွန်တဲ့ကံတရားတွေပဲပေါက်ဖွားလာတတ်ကြတာများတယ်ဒါပေမဲ့ karmic relationship ပေါ့နော်အခုလိုမျိုးဖောက်ပြန်သွားတဲ့သူတွေဆိုတာဒါ karmic relationship လုံးဝအစ်စ်တွေအဲ့လိုမျိုးဟာကြည့်တဲ့တို့မြောက်သွားပြီးပေါင်းစည်းလိုက်မိပြီဆိုတော့ဘဝထဲမှာလေကံဆိုးမှုတွေကလုံးဝဝင်လာတာလုံးဝအရင်တော့ကောင်းနေအရာတစ်ခုကကိုယ့်လက်ထက်ရောက်ပြီဆိုတာနဲ့လုံးဝဒုံကျသွားတာမျိုးပေါ့နော်ဒီလားကိုနဲ့တွေ့တော့မှဒီလူတယောက်ကဘဝကဇောက်ထိုးမှုနဲ့ဖြစ်သွားတာမျိုးဆိုတာဒါလောက karmic relationship ဝေကျွေးပေးဆက်ရတယ်ဆိုတဲ့အခြေအနေဒါကိုကောင်းကောင်းသိပါလျက်နဲ့တယောက်ကိုတယောက်ဆွဲထားခြင်းကြတယ်လွတ်မပေးခြင်းကြဘူးဆွဲလန်းတဲ့စိတ်တွေနဲ့ဖြစ်နေရပါတော့အဲ့လိုမျိုးအနေအထားမျိုးတွေကိုကျွန်မကတွေ့နေရပါတယ်အခုလည်းတော်တော်အခြေအနေမှာပေါ့နော်အဲ့တော့ဆွဲကကြလာရဲဆိုတော့လေဒီအခြေအနေကသူတို့ကအမှန်တရားကိုလက်သိမခံနိုင်ဘူးဒီလားအဲ့လိုမျိုးအနေအထားမျိုးဖြစ်နေအမှန်တရားကိုသူတို့လက်သိမခံနိုင်ဘူးဒီအမှန်တရားကိုရှေ့ဆက်ပြီးတော့ဘာလုပ်ရမလဲဆိုတာကိုကောင်းကောင်းသိနေပြီမဲ့ကိုမနော်ဒီလားကိုပိတ်ထောင်ထားကြရဲဒီလားနော်လမ်းကအနောက်မှာလမ်းရှိတယ်
နော်ကိုယ့်အတွက်သွားရမယ့်လမ်းလည်းရှိနေတယ်ဒီလမ်းကိုရောက်ဖို့အတွက်ကိုလည်းကိုသွားဖို့အတွက်ကိုပေါ့နော်မလုံနိုင်ဘူးအရှင်းပြောရရင်တော့လေဒီဖောက်ပြန်သွားကြတဲ့သူတော်တော်များများကလေအကုသိုလ်တရားဖြည့်ဆည်းတဲ့အခါမှာကိုသွားရမယ့်လမ်းကကိုယ်တိုင်ပျောက်သွားတယ်ပေါ့နော်လမ်းပျောက်သွားကြတယ်လမ်းကမရှိအောင်မို့လမ်းရှိနေရဒါပေမဲ့အဲ့လမ်းကိုသွားဖို့အတွက်ကိုမသွားနိုင်ကြဘူးခြေကုပ်မိနေရပေါ့နော်ဒီနှုံထဲမှာနင်းမြုပ်နေရဒီမှာတိလားရှုပ်နှုံထဲမှာနင်းမြုပ်နေရဲဆိုရင်အခြေအနေလုံးဝပိတ်ထားညလုံးကလည်းအဝေးစီးထားတယ်လုံးဝပိတ်ထားတာအမှန်တမ်းကိုလုံးဝမမြင်နိုင်တော့ဘူးသိလားထိန်ချုံမှုတွေတောက်ကိုတောက်လှည့်စားမှုတွေနော် gas light လို့ပြောတာသိရမလားအဲ့လိုမျိုးတောက်ကိုတောက်လှည့်စားတယ်လှည့်ပြားတယ်သိလားအဲ့လိုမျိုးအရာတွေနဲ့ပဲဒီအကုသိုလ်တွေထဲမှာပဲနင်းမြုပ်နေရဲဆိုရင်ပုံစံမျိုးလေးတွေပေါ့နော်အဲ့တော့ current energy အရာဆိုရင်တော့မမြင်တဲ့အတိုင်းပဲအဆင်ပြေနာဆိုရင်တော့အဆင်ပြေမနေဘူးပြီးတော့ဒီမှာတက်ထောက်ပါသိလားသူတို့အခုလက်ရှိအခြေအနေကနေပြီးတော့လုံးဝကိုမိုးချိုးပစ်ချလိုက်သလိုမျိုးအတိတရားတွေဝင်သွားမယ်ဆိုရင်အနေအထားမျိုးပေါ့နော်ဒီသူတို့နှစ်ယောက်သူတို့နှစ်ယောက်ကလက်ရှိအနေအထားကနေပြီးတော့တခြားစီပြိုကွဲပျက်စီးသွားရမယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဇွဲနှစ်ဘက်ခတ်ပြီးတော့တက်ကိုတောက်ဆွဲထားမယ်ဆိုရင်တော့ကံတရားကနောက်တစ်ချိန်ထပ်ပြီးတော့မိုးချိုးထပ်ပြက်ဦးမှာပဲသိလားဆိုတော့လေအမှန်တော့ရေစက်ကကုန်ပြီဒါပေမဲ့တက်ကိုတောက်ဆွဲထားကြတာပေါ့နော်ရေစက်ကြီးကဒီဆက်သွားလို့မရတော့ဆိုတော့ကံတရားကလည်းအမျိုးမျိုးဝင်လာပြီကွာ message တွေအရင်ပေးနေပြီပေါ့နော်တလားနင်တို့စိုင်းဆက်သွားနေရင်တော့အကုန်တော့သွားတော့မယ်အကုန်ဒုက္ခရောက်ကုန်တော့မယ်ဆိုတာမျိုးကိုသူတို့ခေါင်းထဲမှာလည်းအတိအကျဝင်နေပြီအဓိကတော့အကုသိုလ်တရားပေါ့နော်အကုသိုလ်တရားဖြည့်ဆည်းနေတဲ့အခါကျတော့ဒီအခြေအနေကဆက်သွားလို့မရမှန်းကောင်းကောင်းသိနေပေမဲ့လည်းဆွဲလန်းတဲ့စိတ်တွေတက်ကိုတောင်းနိုးထဲမှာနှိမ့်နှုတ်ထားကြရပေါ့နော်ဒီတာဝါကတ်ကြပြီးနောက်မှာဒီမှာဆက်ဆွက်ကတ်ချလာတဲ့အတွက်နည်းတော့အတိတရားဝင်နေပြီအတော်လေးဝင်နေပြီနော်အဲ့တော့ဒီဆက်ဆွက်ကတ်ချလာတဲ့အတွက်ပေါ့သူတို့ဒီအခြေအနေကနေရုံထွက်ဖို့စူးစမ်းကြတော့မယ်ဆိုတဲ့နမိတ်ကိုကျွန်မတွေ့ရတယ်နော်ထွက်ပြေးတော့မယ်ဆက်သွားလို့မရဆိုတော့သူသိနေပြီထွက်ပြေးတော့မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့နေရပါတယ်နော်အဲ့တော့နောက်ဆုံးမှာဒီမှာ the food ကလည်းကြားထားရဲဆိုတဲ့အတွက် new beginning ပေါ့နော်အသစ်တစ်ခုပြန်လဲစတင်လာမယ်ဆိုတဲ့အတွက်ပြီးတော့မှာပဲဒီချိန်လေးရပါပေါ့နော်ပြီးလဲပြီးတဲ့နေပြောဆိုရေစက်ကလုံးဝကုန်နေပြီပြတ်တောက်နေပြီကုန်နေတဲ့ရေစက်ကြီးကိုအတင်းဆွဲပြီးတော့လုပ်နေမယ်ဆိုရင်နောက်တစ်ချိန်ထပ်ပြီးတော့စမပြောလို့ပေါ့နော်ကန်တရားကထပ်ပြီးမိုးချိုးထပ်ပြစ်လိုက်မယ်ဆိုရင်အဲ့ချိန်တိုင်းပို့ပြီးအထိနာတော့မှာနော်ဒီလိုမျိုးနေထားမျိုးရှိနေပါတယ်ဒါကတော့ပေါ့နော်ဒါကျမကအခုပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူနဲ့ဒီဖောက်ပြန်သွားတဲ့တပ်ပါတီရဲ့အခြေအနေလေးကိုကြည့်ပေးရပါပေါ့နော်အမှန်ပြောရမယ်ဆိုရင်လေကျမကဒီလိုမျိုးအကြောင်းအရာတွေကိုမကြည့်စီစဉ်ဘူးဘာလို့လဲဆိုရင်မေးစရာကိုမလိုဘူးဖေးမေးနေစံကုန်နေဆိုတာသိရမလားဒီလိုမျိုးဖောက်ပြန်သွားကြတဲ့သူတွေရဲ့အဆုံးသက်ကဘတော်မှပျော်ရွှင်ခြင်းအစစ်မှန်မဖြစ်တဲ့အတွက်အဆုံးသတ်မလှဘူးနော်ဘာလို့လဲဆိုရင်ကွာတခြားသူတယောက်ရဲ့မျက်ရည်တွေနဲ့ပျော်ရွှင်မှုကိုလဲလှယ်သွားတာဖြစ်တဲ့အတွက်တစ်ဖက်ကစိတ်ဆင်းရဲမှုတော့ကများရင်များတော့တစ်ဖက်မှာသူတို့ပို့ပြီးတော့ပူလောင်ရတတ်တယ်သိလားဘာလို့ဆိုတော့ကံတရားကအလုပ်လုပ်တဲ့နေရာမှာအရန်တိကြတယ်နော်လူတွေကကအလုပ်လုပ်တဲ့နေရာမှာလေမတိမကျအမှားအယွင်းဆိုတာရှိတတ်ကြတာကံကဘယ်တော့မှအမှားအယွင်းမရှိဘူးကိုလုပ်တဲ့အရာမင်းထားလို့မလားဒါရတဲ့ငါဒါပြန်ပေးမယ်ဆိုတဲ့အရာမျိုးကံတရားကအဲ့လိုမျိုးအလုပ်လုပ်တယ်အရန်တိကြလုံးတယ်အဲ့ဒီအခါကျတော့ပေါ့နော်အများတစ်ခါရဲ့မျက်ရည်တွေနဲ့ပျော်ရွှင်နေဆိုတာကတကယ်တော့လေစေးတကြားကိုရေဖြောတောက်နေရတယ်လို့ပဲများတောက်လေဂန့်လေပဲသိလားအဲ့တော့အချိန်ဘယ်လောက်ကြာတောက်မလဲအချိန်ကြာလေကို့အတွက်စိုးစိုးတွေပို့ပြီးထိလာမှာပေါ့နော်ဘာလို့ဆိုတော့တစ်ဖက်ကစိတ်ဆင်းရဲတောကားတွေနဲ့တို့ကလဲသွားတာ哦အဲ့ခါကျတော့ပေါ့နော်ကျမစီမှာဘယ်နှယောက်ပဲမေးဘတော့မဆိုအဖြေကအရန်ပဲစိတ်ပြက်စရာကောင်းတဲ့အဖြေပဲကြာလာတာပျော်ရွှင်နေရတယ်ဆိုတဲ့အခြေအနေမျိုးကဘယ်တော့မှမကြာလာဘူးသိလားနော်အဲ့ခါကျတော့နော်ဒီလိုမျိုးရေးမေးပြီးတော့လည်းမပြောခြင်းနဲ့ဘာလို့လဲဆိုရင်သူများတစ်ခါတော့ဟောက်တာပြောရဲဆိုတာကကောင်းတဲ့အလုံးမဟုတ်ဘူးလေနော်အဲ့တော့လုံးဝစိတ်ထဲမှာသိထားရမှာကဖောက်ပြန်သွားကြတဲ့သူတွေဆိုတာဘယ်တော့မှအဆင်မပြေဘူးအဲ့ဒါကိုမှတ်ထားလိုက်နော်